ချစ်ချင်းမြတ်တာဆိုတာဘလောက်ပဲစစ်မှန်ပါစေဘလောက်ပဲလှပနေပါစေနီးစက်ချင်းကနှစ်ယောက်လုံးကိုနာကျင်စေမယ်ဆိုတာကြိုသိနေတဲ့ပါကျေကနောက်ဘဝဆိုတာသာရောက်ခဲ့ရင်သူ့ကိုထပ်ပြီးရွေးချယ်နေမှာဆိုတဲ့အတွက်ချစ်တဲ့စိတ်ကြောင့်အသေးမနဲ့တစ်ချက်မှလည်းမရှိပဲလက်လွတ်ပေးလိုက်ပါတယ်ပြေးတဲ့သူနဲ့လိုက်တဲ့သူမှာဘသူကပုံပြီးပြင်ပန်းရလဲဆိုတာကအတိတ်ပဲရေးရရမရှိပေမဲ့နောက်ထပ်ဘဝပေါင်း999ခုမှာထမ်းဖို့စစ်သူကြီးတစ်ပြည့်လဲကျူးပါကျေကသူချစ်ရတဲ့သူတွေကိုနာကျင်စွာကြောခိုင်းရအောင်မှာဖြစ်ပါတယ်အဆုံးသတ်မှာတော့ချစ်ချင်းမြတ်တာတစ်ခုကပိုင်ဆိုင်ရသည်ဖြစ်စေဝေးကွာခဲ့ရသည်ဖြစ်စေတယောက်နဲ့တယောက်ဘလောက်ထိနှင်းနှင်းကာချစ်ကြလဲဆိုတာဒါအဓိကဖြစ်တဲ့အတွက်ကျွန်တော်တို့မှာရောပါကျဲလို့စွန့်လို့ရတဲ့တတိမျိုးရှိရလားဆိုတာကို chapter 4ကမေးခွန်းထုတ်သွားခဲ့ပါတယ် Man and the shiny, yeah, and the shiny. Can't let you do me. She get it now. Me a dream, yeah, dream, now get the do me. Target it, no do.